So I don't mean lava. Chino that craft to just delay video the Minecraft survivor series at the saw a people who are so that survivor series or job Piawaki, no? Your bar shan't be everybody. You are a channel 1.2 saw everybody. So Johnny video a shame swimming it because Sally. So John channel like scry low my mirror so the survivorဒီ survivor series ရဲ့ name ပေါ့နော်ကျွန်တော်ကABC craft လို့ပေးထားပါတယ်မဟုတ်ပါဘူး solo craft လို့ပေးထားပါတယ်ဆိုတော့ကျွန်တော်တို့တွေတစ်ပိစခုတ်ကြပါမယ် Okay ကျွန်တော်ဒီဟာဟိုလိုပေါ့နော်ကျွန်တော် Under Dragon တွေတပီးရဲ့ထိဆောင်းမယ်ပေါ့နော်season 1 season 2အဲ့လိုလာပါမယ်ခင်ဗျာဆိုတော့ကျွန်တော်တို့မြန်မာ crafter ရဲ့ Shiba craft လို့မျိုးကျွန်တော်ဆော့ပါဖြစ်ပါတယ်ကျွန်တော်တို့ bell share ရှာမယ်ပြီးတော့အဲ့ဒီတော့ကျွန်တော်တို့တွေတအန်တော့တယ်ပဲပေါ့နော်ဆိုတော့ဒီလိုကတော့ကျွန်တော်တို့တွေတစ်ပိခုတ်ပြီးပြီဆိုတော့ကျွန်တော်နည်းနည်းအစားအစာတွေရှာကြမယ်ပေါ့နော်ဒီ flower တွေကဒီ flower တွေနဲ့ပေါ့နော်ပြီးတော့နောက်ထပ်တီးရလျှောက်တင်နေဆိုရင်ကျွန်တော်တို့ကင်းမင်းကင်းလာမှာ300ရောเนาะဒီ flower ကတော့အလားစင်လာမှာ300ပါတယ်ဆိုတော့ Emily creeper no အားရပြီ creeper ကြီးနဲ့တန်းတွေ့တာလို့ sure okay ကျွန်တော်တို့ creeper ဒီမှာလာပါ okay ဒီမှာလေးလာပါရှိတယ်ဆိုတော့ကျွန်တော်တို့ crack ကမှာကျွန်တော် crack ကမှာမယ်ကျွန်တော်တို့ကဒီဟိုspider series ဆိုတော့ yeah ဒီဝဲမှာကျွန်တော်မသိရှင်ဘူးပေါ့နော်မသိရှင်မှုဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကိုယ့်ဘာကိုကာကွယ်ဖို့အတွက်ကျွန်တော်တို့ picket တစ်ချောက်ခွက်ပြီးတော့ဒီဟာ stone နဲ့လိုက်မိုင်းပါမယ်ဒီဝဲမှာတော့လုံးဝမသိစေရဘူးလို့ကျွန်တော်ဆုံးဖြတ်တာပါတယ်ဒီကူကတော့ကျွန်တော်ကကိုကတော့ကျွန်တော်ကိုကကြီးတော့မရှိပါဘူးဒီပေါက်ဝန်းဆိုတော့ပေါ့နော် Iron Food မှာရှာမယ်ဆိုတော့ပေါက်ဝန်းနေနေဆိုရှာတော့မဖြစ်သေးဘူးပေါ့နော်ပတ်ထူးလောက်မှပဲရှာပါမယ်ဆိုတော့တနေ့ကိုဗီဒီယိုတစ်ပုတ်အမြင့်တဲ့တင်မှာပေါ့နော်အရင်လိုမျိုးမတင်မနေတော့အောင်ကျွန်တော်အခုတလောပြောက်သွားတာလဲတော်တော်ကြာသွားပြီပေါ့နော်ကျွန်တော်မအားလို့ဖြစ်ပါတယ်ခင်ဗျာဆိုတော့ဒီတနေ့တစ်ပုတ်ပြန်တင်မယ် Okay ဒီမှာ coal Okay coal လေးတူလိုက်ပါမယ်ဆိုတော့ကျွန်တော်တို့ဒီမှာတော့ဟိုတဲ့ picket ချောင်းရှိတယ်ကျွန်တော်မှာရောနေဝင်3-3အောင်တော့ရှာမယ်မနော်ဘာလို့ဆိုရင်ကျွန်တော်ဒီမတေအောင်ဆော့မှာလေဗျာမတေအောင်ဆော့ဖို့ဆိုရင်ကျွန်တော်တို့3-3အောင်အမြဲတမ်းလိုရနေတယ်ညကြရင်မနော်ကျွန်တော်တို့အိပ်ဖို့အတွက်အိပ်ရလို့တယ်မနော် yeah ဆိုတော့ကျွန်တော်ဒီခိုးလေးတူးမယ်တူးပြီးတော့ကျွန်တော်တို့အပြင်တော့မယ်မနော် okay ဒီမှာလာပါရှိတယ်ဒီတော့မှသတိထားရမယ်ပေါ့နော်သတိမထားရင်တော့ကျွန်တော်ကပျောက်သွားနိုင်တယ် okay ဒါမပြီးတော့ဘူးလား okay ပါဒါတော့တော်ဆိုးတယ်ဒီအောက်ကိုကျွန်တော်ဒါဝင်သွားမယ်ဆိုရင်ကျွန်တော်တေးဝင်မယ်ပေါ့နော်ဆိုတော့ဒီခိုးကတော်တူးရတယ်အများကြီးပါကောင်းတာ 1.21.70 မှာအားကြတာကတော့ကျွန်တော်တို့ဒီကျွန်တော်အာဖရိကဘာမှာဆိုရင်ကြက်တွေလေးပြောင်းရတယ်ပြီးတော့ကျွန်တော်တို့တွေ
ချက်တွေနွားတွေပေါ့နော်အဲ့တော့တိုးတွေလည်းပြောင်းပါတယ်ဒါတော့အကုန်လုံးသိရမှာပါစနိုးပန်ကိုရောပေါ့နော်ဆိုတော့အရင်မိုက်ပါတယ်အဲ့ဒီအကြောင်းကိုသိရင်ဆိုရင်တော့ကျွန်တော်Game Crafter စီမှာတွားပြီးတော့ကြည့်ရပါတယ်ခင်ဗျာသူကအပြည့်စုံတင်ပေးထားပါတယ် Okay ဒီမှာကျွန်တော်တို့တူးနှကောက်ဝိုးတူးနှကောက်တော့တွေးတာဟာကောင်းပြီပေါ့ကျွန်တော်အတွက်အဲ့ရလေးလုပ်လို့ရတယ်အဲ့ရလေးလုပ်လို့ရပြီပြီးတော့နောက်ထပ်တစ်ကောက်သားချပေးဆိုပြီးတော့အဲ့ရလုပ်လို့ရပါပြီကြောက် Okay နောက်ကြကျွန်တော် shader ရင်းနဲ့ shop ပေးရမယ်ဆိုရင်ကျွန်တော်ရဲ့ဒီ pin comment မှာပေါ့နော်shader နဲ့ shop ပေးပါဆိုတာလည်းရေးပေးခဲ့တာပါ Okay ဒီမှာတိုးတော့တိုးကပြပြီဒီဟာတွေနဲ့ကျွန်တော်တို့အသားတွေပါညာတွေกินလို့ရတယ်ပေါ့နော်ဒါတွေရတယ်မိုက်တယ်လာစင်ဖို့လေးရတယ်ပေါ့နော်ဒါမှတော့ပန်းနေပါရမ်းမိုက်ပါလေဒီပန်းတွေကလည်း Okay ပါဆိုတော့ကျွန်တော်ဝါဒီကတော့ဒီလိုမျိုးဒီဘိုင်ဝုန်းမှာကြာတယ်ပေါ့နော်ကျွန်တော်ဒီဘိုင်ဝုန်းလေးတော့မပြောဘူး Okay ကျွန်တော်ဒီအထက်ကိုပဲဆက်တော့တယ်ကဲကောင်းလာတော့ကျွန်တော်300ရပါပြီပြီးတော့ကျွန်တော်ညကြရဲအိတ်ဖို့အတွက်နေရာပူကြမလို့တော့ဘူးတော့တော်တော်ကြမ်းတော့ပါတယ် Okay ကျွန်တော်အိတ်ဆောက်ပါတော့ဒီလိုမျိုးဒီလိုဘိုင်ဝုန်းတွေမှာအိမ်ဆောက်ရှင်ပေါ့နော်ဘာလို့ဆိုရင်ကျွန်တော်တိတ်မကြိုက်ဒီကျော်အိဆောက်ရှိတာကတော့ဒီရေတွေတဲ့ဒီရောတော့ရေဘယ်လိုခေါ်မလဲတစ်ဖက်ကရေနောက်တစ်ဖက်ကကုန်းပါတော့အဲ့လိုမျိုးနေရပါဆောက်ရှိတာပါပြောပြပဲကန်းစက်ပြအနည်းအားဖြင့်ပြောရင်ကန်းစက်ပေါ့နော်အဲ့လိုနေရပါဆောက်ပါ Okay ဆိုတော့ကျွန်တော်ဒီဖက်တဲ့ပဲတော့မယ်Okay. Open မှာ Okay ကျွန်တော်အသက်တုံးရောနောက်ထပ်ခုနနေဝင်တော့မယ်ဗျာနေတော့ဆိုတော့ကျွန်တော်တို့တွေ့ပထမဆုံးနေ့ရက်လေးကတော့ကုံဆုံးတော့မယ်နော်Okay အဲ့ရခရပြီးတော့ဟိုနားပေးပါတယ် Okay အဲ့ရခရပြီးတော့ကျွန်တော်တို့ဒီအဲ့လေကျွန်တော်အိပ်ပြီပါအဲ့ဒါမှကုနိုင်ပါဆိုတော့ကျွန်တော်တို့ကောက်တော့နည်းနည်းခင်းပါခင်ဗျာ Open မှာချမ်းကြည့်ပါဦးလားJackie Baron မသိJackie Baron တော့ကျွန်တော်မတော်တော့ပါဘူးဘာလို့ဆိုရင် Jackie Baron ကကျွန်တော်မကြိုက်ဘူးနော်အဲဒီ Parrot ဆိုတဲ့ငတ်တွေရှိတယ်အဲဒီငတ်တွေက Creeper လို့တန်နေပေးတယ်အဲဒါကြောင့်ကျွန်တော်မကြိုက်တာပြီးတော့ကျွန်တော်ဟိုဒီဖက်တော့မယ်waitဒီမှာ pumpkin yes it is pumpkin တော့ pumpkin မနော် pumpkin တွေ့ရင်လူရပြောရတာရောတွေ့တယ်တဲ့ okay ဒီဖက်အနေနဲ့ဆက်တော့မယ်ရောတွေ့မလား pumpkin တွေ့ရောတွေ့ဆိုတော့ဒီမှာ wolf it is wolf yeah ခွေးလေးရှိကြလေကျွန်တော်မှအယုံမရှိဘူးတို့မွေးစားလို့လည်းမရအောင် Okay so တော့ကျွန်တော်အိဆောက်ရှိတဲ့နေရာကိုပဲရှာပြမလို့ဖုန်းကလက်တွေဗျာတော်တော်လက်တွေ
အိုးဒီမှာပြောင်းအဲ့ဒီရတာပြားကိုဖြတ်ပြီးတော့ကျော်တော့ယူလိုက်မယ်ဆိုရင်တော့အဲ့ဒီပြားတွေကကျွန်တော်ထင်းနဲ့လိုက်တော့ကြပါဖြစ်ပါတယ်တော့ဒီဖက်ကိုတော့ပဲပေါ့နော်ဘက်ကဒီဘက်ချဲကေပါဦးလားမဟုတ်ပါဘူးဒီဘက်ဒီတိုင်းပါအောင်ပါโอเคရုံးပလိမ့်မအောင်လဲကောက်လေးဗျာကျွန်တော်အိမ်ဆောက်မှာလေဒီလိုမျိုးနေရတယ်ပါနဲ့ကောက်ရပဲဒါပဲကျွန်တော်ဒီလိုမျိုးဒီစပိုင်ဘေဝါပါတော့ဒီနေရာမှာကျွန်တော်အိမ်ဆောက်မှာမဟုတ်ပါဘူးနောက်ထပ်နေရာမှာလုံးဝ special ဆောက်မှာပေါ့နော်โอเคကျွန်တော်ဒီဘက်တော့ကောက်ပါလားဒီဘက်ပဲတော့လိုက်ပါမယ် yes it is ဒါတော့ကျွန်တော်ရဲ့ skin ပေါ့နော် skin တော့ကတော့ကျွန်တော်ရဲ့ gap လေးပါမိုက်တယ်ဗလားမိုက်ပြောမိုက်တယ်ဒါယူနီးကကျွန်တော်ပြပါတယ်လွယ်လေးပါပဲ pro micro ဆိုင်းဝင်ပြီးတော့ကျွန်တော်ဒီ gap နေရာကိုတော့ဗောနော် gap နေရာကိုတော့ပြီးတော့ကျွန်တော်ဒီအင်းဒီမှာဒီလိုမျိုး gap က free ပေးနေပါတယ်ခင်ဗျာအဲ့ဒါတော့ကျွန်တော်ရပြီးသွားပြီမိုက်တယ်ဗျအရင်မိုက်တယ် okay ပြီးတော့ကျွန်တော်အိမ်ဆောက်မဲ့နေရာပဲလိုက်ရှာတော့မယ်ရေနားကိုတစ်ခါမှမတွေ့ဘူးဟိုဘက်မှာလေးရေရှိပါစေလို့ပဲဆိုတော့မှာရေပေးနေမြန်တော့ကျွန်တော်အိမ်ဆောက်နေတာပေါ့နော်ဆိုတော့ဒီလိုမျိုးကျွန်တော်လိုက်ရှာနေရအောင်ဘလို့ပြင်းရမယ်တင်တော့ကျွန်တော်ကြောလိုက်ပါဆိုတော့ကျွန်တော်ဒီအိမ်ဆောင်မဲ့နေရာကိုကျွန်တော်တွေ့ပြီပေါ့နော်ဒီနေရာတော့ကျွန်တော်တို့ပေးလေးပြင်းနဲ့လေပြင်းရှိဖက်ပေါ့နော်ပေးလေးပြင်းကိုလည်းကျွန်တော်မြင်ရတယ်ပြီးတော့အိမ်ဆောင်ကိုလည်းကောင်းတယ်ပေါ့နော်ဒီနေရာကိုကျွန်တော်ကြောင်းနေပါလေကျွန်တော်ရဲ့အိမ်အကြိုက်ဆုံးစောက်ရှင်ဆုံးနေရာပေါ့နော် okay တော့1 2 3တဲ့ဒီနေရာပါဟိုဘက်မှာဆိုရင်ပင်နေပြီးတော့ဒီဘက်မှာဆိုရင်ကျွန်တော်ရဲ့အိမ်ရမ်းတာရတယ်မှာတော့ chicken Mr. Chicken yeah Mr. Chicken နေရတော့ရှေ့စရာကောင်းလို့ကျွန်တော်ဆိုပြီးတော့တက်လိုက်ပါလေဟုတ်ကဲ့ Mr. Chicken ပါ okay Mr. Chicken ကိုတက်လိုက်ပြီဆိုတော့ကျွန်တော်တို့ Mr. Chicken ရဲ့အဖေရောက်လာတယ်ပေါ့နော်Mr. Chicken ရဲ့အဖေသူသားဒီနာပျောက်လို့ရှာနေတာအဲ့မင်းတောက်ရှာနေတာမင်းတောက်ငါတက်လိုက်ပြီမင်းတောက်ငါတက်လိုက်ပြီလို့ပြောတယ်မကြောက်လားဒီခေါ်ကွာအဲ့မပြေးနဲ့မပြေးနဲ့ဒီကောကွာတော်ဘယ်ရောက်သွားအဲ့ဒီမှာမစ်တာရှိကဲဟဲ့ပြေးနေလို့ဒီမလာရောမစ်တာရှိကဲနဲ့မစ်တာရှိကဲမပြေးနဲ့လို့မစ္စတာရှိကလည်းခေါ်လို့လည်းမရโอเคဒီမှာမစ္စတာရှိကခေါ်ဖို့အတွက်ကျွန်တော်အစီတွေရတော့နော်အဲဒီမှာမစ္စတာရှိကလာဒီထဲဝင်ရမယ်မေဒီထဲဝင်ငါပေးမယ်လို့
Mr. Chicken đi theo mình à đi theo mình được ok yeah hell mình không phải chín thế ra rồi yeah ha 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 tôi cho chín thế này của nó Mr. Chicken yeah bè ha miao ha chín luôn này miao ha tôi cho nó cho nó đồ pan lại của nó Mr. Chicken ở phía bây giờ làm bên còn là Mr. Chicken ở phía Mr. Chicken ở phía Mr. Lavaဟုတ်တယ် Mr. Lava Chicken ဟုတ်တယ်အဲ့လိုပေးထားမယ်ကျွန်တော် Mr. Chicken ရဲ့ Mr. Lava Chicken Okay ပါအော်ကျွန်တော်ဒါနဲ့ပြောစရာရှိရဗျအဲ့တော့ကျွန်တော် day 2ရောက်သွားတော့ဗောနော်ကျွန်တော်ကြားသေးမှာကျွန်တော်တရက်တောင်မှကျွန်တော်အရှင်ကြားတယ်ဗောနော်ကြားတာမဟုတ်အဲ့ဆိုကျွန်တော်ဒီဟုokay ဒီမှာ response voice ဆက်မှာဗောနော် response voice ဆက်ပါမယ် okay response voice ဆက်ပြီးဆိုတော့ကျွန်တော်တို့တွေပေးတော့မလေးတော့ပါဘူးဒီနေရာမှာမဲ့အိမ်ဆောင်ပါဆိုတော့ okay ကျွန်တော်ဒီဘက်မှာဒီအပင်ကိုခေါ်လိုက်ဗျာ okay so တော့ကျွန်တော်ဒီမှာဒါတခုရတယ်哦，ဒီမှာဒီကောzombie ရဲ့လာတယ်ပါရ zombie ကောကြီးပေါ့နော်သူခရီးကိုတော့ကြိုင်ရတယ်ဘလူလာခရီးလားပစုံပေါ့နော်ပစုံခေါင်းမျိုးဘယ်လိုခေါ်လဲတော့မသိဘူးဆိုတော့ကကျွန်တော်ဒီတစ်ပိတွေပဲလိုက်ခုတ်ပါမယ်ခင်ဗျာဒီတစ်ပိခုတ်တော့ကျွန်တော်နည်းနည်း speed တင်လိုက်မှာပေါ့နော်ဟိုပြင်းနေပါအကြောက်တို့နည်းနည်း speed တင်လိုက်ပါမယ်ဆိုတော့ကျွန်တော်ဒီကုအိမ်ဆောက်ဖို့လုပ်မှာပေါ့နော်အိမ်ကတော့ဒီတိုင်းတာမယ်ပဲဆောက်လိုက်ပါမယ်ဘာလို့ဆိုရင်ကျွန်တော်ဒီနေဖို့ပဲလေဟုတ်တယ်မလားကျွန်တော် stone နဲ့တော့မဆောက်တော့ပါဘူး stone နဲ့ဆောက်ရတာကြည့်ရတမျိုးကြီးဗျမမိုက်stone နဲ့ဆောက်ရတာ okay အင်္ဂါတေးလေးပဲဆောက်ပါမယ်လေးတော့ okay အင်္ဂါတေးလေးပေါ့နော်ဒီရှိဘက်ကိုကျွန်တော်ပင်လင်ပြန်ပေါ့နော်ရှိဘက်ပင်လင်ပြီးတော့နောက်ဘက်က forest တိုက်တော့ပေါ့နော်တစ်တော့ okay yeah ရိုးကျွန်တော်ပြရတာရှိတယ်ဒါပဲဖြစ်ပါလေဒါတော့ yeah ဒါပိုးဆုံးကျူးတင်နေတာပေါ့နော်မိုက်ကတော်တော်ပြောင်းလေးလိုက်ပြီဒီက
တော်ပြောင်းလေးပလိုက်ပြီနေတော့ okay တော့ပြီးတော့ဒီနေ့တော့ဆိုတော့ကျွန်တော်တို့အိတ်ကြပါမယ်ဒီမှာမိုင်းစီလုံးဝအရင်မှလာပါတော့ Minecraft ရဲ့ပြပိုးဆုံးကျူးတွေနဲ့ပေါ့နော်အရင်မိုက်ပါတယ်ဟိုက်ပါပြီဆိုတော့ဆိုတော့ကကျွန်တော်တို့ရဲ့ဒီနောက်ကားလိုက်မယ်ဗျာဟုတ်မလားကားလိုက်မယ်ဗျာဒီနောက်ဘက်မှာကြောင့်ဘာမှမရှိဘူး forest ကြီးပဲဘာလုံးမလို့နောက်ဘက်ကျရင်အကောင်းသားကြီးဆောင်းပါဆိုသူကနည်းနည်းလေးနေဖို့အတွက်ပဲပတ်2မို့ပတ်3လောက်ပဲကျွန်တော်လမ်းစာကြီးဆောက်ပြမယ်ဗျာကျွန်တော်ဆောက်ဖို့စိတ်ကူးထားတာလားပြမယ်ယူကတော်တော်ကြီးကျင်းတဲ့အရင်ပဲဖြစ်ပါတယ်ဒါတော့တော်တော်ကြီးမှကျင်းပြီးတော့တော်တော်ကြီးမှနေရာခက်မဲ့အိမ်Okay. Yo. Yo, didn't it? Little. Yo, did. Yeah, then now, that original ain't la part of any whip body. Yo, my lava. Lily,ဘလောက်လာလဲ Oh my god အခေါင်မမပါတဲ့အိမ်ဆိုတော့ကျွန်တော်မပန်းသည်နောက်ဝဲကျရင်ကိုးတဲ့အပက်လုပ်လို့ရတယ်မောင်မဇွန်ဘီHey Mr. Zombie နေကောင်းလား Oh ကျွန်တော် lover ခါခရီဘာလို့တေးသွားပြီတော်ပါသေးတယ်ခုနအဲ့ရောက်တော့ကျွန်တော်ဖြတ်ပြီးတော့အထင်းမှမထည့်ခဲ့ရအထင်းမှမထည့်လို့မဟုတ်ဘူးဆိုကျွန်တော်နောက်ထပ်ခေါက်ပြင်ပြီးတော့တွားရပါဟိုကန်ကောင်းတော်ကန်ကောင်းရတယ်ကျွန်တော်ဆိုတော့ဒီမှာကျွန်တော်လဘရှိကန်ဟဲ့လဘရှိကန်Okay လဘရှိကန်ပါနော်လဘရှိကကျုပ်တော့ဦးလိုက်ပြီလဘရှိကကျုပ်ဦးလိုက်ဆိုတော့သူ့ကျွန်တော်မွေးစားမယ်ဆိုတော့ကျွန်တော်ဆုံးဖြတ်လိုက်တယ်ပေါ့နော်သူကကျွန်တော်ရဲ့လဘရှိကကျွန်တော်ရဲ့လဘတော့ကြက်လေးပေါ့နော်သူကကြက်လေးလဘရှိကကျွန်တော်ရဲ့လဘရှိကကျွန်တော်သူ့မွေးစားမယ်ဆိုတော့ကျွန်တော်သူ့အတွက်နေဖို့အတွက်ချန်ခတ်မယ်ပေါ့နော်ချန်ခတ်မယ်ဟိုဆိုတော့ဒီကိုဒါတွေခွက်ပြီးတော့ဒါခတ်မယ်ဒါခတ်ပြီးတော့ဒါခတ်မယ်ပေါ့နော်ဒါ6ခုလောက်ဆိုရပါပြီဟုတ်တယ်ပြီးတော့ကျွန်တော်လာဘရှိကအေး6ခုနဲ့မလောက်ဘူးอ่ะဆိုတော့ကျွန်တော်နောက်ထပ်6ခုပို့ရင်9ခုလောက်တော့လောက်လာတယ်ဗျ
ဖြောက်ခုလောက်ပဲလုပ်လိုက်ပါမယ်လာ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 ဘယ်ချစ်ကန်ကဲဝါအဲ့လိုလာဘရှိကန်ဟုတ်တယ်မလားသူကလာဘရှိကန်လေโอเคဆိုတော့ကျွန်တော်ကသူ့တော့ခေါ်မယ်ပေါ့နော်သူ့တော့ခေါ်ပါမယ်လာဘရှိကန်လေးလာပါဦးကျွန်တော်လာဘရှိကန်လာခေါင်းโอเคသူ့တော့ကျွန်တော်ဂျင်းထည့်ပြီးတော့ခေါ်လာပြီပေါ့နော်လာဒီလိုလားဒီထဲဝင်လေဒီထဲဝင်ပဲဒီထဲလားโอเคပြီးတော့ငါဘာတော့မှာမဲအဲ့လာပါရှိတဲ့အထဲမှာဥဒโอเคတယ်မဟုတ်ဘူးလားစကားတွေပါထိကုန်ပါပြီကွာစကားတွေပါထိကုန်ပြီလို့ဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာကျွန်တော်ဗီဒီယိုတော်တော်ချေသွားပြီပေါ့နော်ဆိုတော့အဲ့လိုပဲကျွန်တော် channel လေးကို like subscribe လုပ်ပြီးတော့ကျွန်တော် Telegram channel ကို join ဖို့မမေ့ကြပါနဲ့ဆိုတော့ကျွန်တော်နဲ့လည်းစကားလာပြောလို့ရပါတယ်ခင်ဗျာဆိုတော့အဲ့လိုပဲ bye bye